Hello ကဲအားလုံးမင်္ဂလာပါရှင်ဒီနေ့ကရုံးပေးရလေးဆိုတော့ပြည်နေလို့ဒီကအထည်လေးတွေကို try လုပ်ပြသွားမှာပဲဖြစ်ပါရဲ့ရှင်အားလုံးပဲမင်းတို့ try လုပ်ပြတဲ့အထည်လေးတွေကိုစောင့်ကြည့်ကြပါအောင်ရှင်ဒါလေးကတော့မနေ့က material ဝယ်လာတဲ့နှစ်ဆက်စကလေးပါရှင်ခုတဲ့ပုံစံလေးနဲ့ဆက်လိုက်ကောင်းပါရဲ့ရှင်ဒီတော့လေးကကြတော့လည်းအနားတုံးလေးရဲ့ခါနာတုံးလေးရဲ့ရှိရချက်ဒီလေးရင်းနဲ့လက်ပင်ပုံစံလေးရဲ့ပူရှိလေးနဲ့ဆိုတော့ပေါင်းမီလေးနဲ့ပဲကိုစကလေးနဲ့ပဲကိုလာတော့လေးပါရှင်ဒီနေရာတော့လေးရကြတော့ရှေ့ရမြို့ကျိုးပါမယ်ပေါ့နော်လေဘေးမှာဆိုရင်လည်းရှီကျိုးလေးနဲ့ကြလို့ဂေါ်ဂေါ်လေးဝဆင်တဲ့ကောင်းမလေးတွေဆိုလို့ရှင်တော်တော်လေးအဆင်ပြေရဲ့တော်လေးပေါ့နော်တော်လေးရကြတော့လက်ရှိလေးလည်းဖြစ်တဲ့ပြင်ရှေ့ရရှေ့ပွဲပွင့်လေးနှစ်ပွင့်ရဲ့လေဘေးကျိုးစီလေးတွေပါတွေ့ကြလို့ဘယ်အခါလို့အဆင်ပြေတော့လေးပါရှင်ဒီတော်လေးရကြတော့ရှေ့ရတော့အနေနဲ့ပါခွာသားလဲဆိုလို့ရှိရင်သူကဖဲပြမပါတော့ရှေ့ခွက်လေးဖြစ်သွားမယ်။လေပင်ချိုးစီလေးကတော့နှစ်ခုလုံးမှာပါတဲ့အတွက်အားလုံးအဆင်ပြေပါရဲ့ရှင်။ဒီတော်လေးရကြတော့ရှေ့လေးလည်းဖြစ်တဲ့လုံးလုံးပြောင်းလေးဖြစ်တဲ့အတွက်ကြောင့်ရုံတော့ဖက်တော့ဝတ်ထားလို့အဆင်ပြေရဲ့။ခဏကိုပေါ်ရှေ့လေးလည်းပေါ်တဲ့အတွက်ကြောင့်တော်တော်များများစိတ်တထဲမှာလည်းပါတယ်။ဒီလေးရဖက်ဆက်လာတဲ့မှာလည်းဒီတော်လေးလည်းပါပါရဲ့ရှင်။ဒီဘောကတော့တော်လေးရကြတော့ရှေ့တော့ရင်းနဲ့ပါခွာသားလဲဆိုရင်လည်းဖဲကျိုးလေးပါမယ်။အောက်အကွဲလေးရကြတော့ရှေ့တော့ထက်ဆိုင်နည်းနည်းလေးရှိသွားမယ်ခါနာလုံးလေးပါမယ်လည်းအနာလုံးလေးပါမယ်သူကပို့ပြီးတော့ရှိပုံစံလေးပို့ပေါ်လို့မမြင်ရချင်နဲ့ဒီဘလူးကာလာလေးရကြရှေ့ရဟာနဲ့အားလုံးတူတူပါပဲရှင်ကာလာလေးပဲခွဲသားပါရဲ့ရှင်နှစ်ယောက်စလုံးကတော့ဆူဆူတက်တက်လေးနဲ့နှစ်ယောက်လုံးကြိုက်ပါရဲ့ရှင်ဒီလူကာလာလေးကတော့နှစ်တော်လေးပါရှင်သူကတော့ရုံလာတာပဲတတ်တာအဆင်ပြေပါရဲ့ရှင်ပို့ပို့ပါပါနဲ့လူငယ်ဆန်ဆန်လေးဖြစ်တဲ့အတွက်အားလုံးပဲစကြမလို့ထင်ပါရဲ့ရှင်ဒါလေးကတော့နောက်ဆုံးထည်လေးပင်ကာလာလေးပဲဖြစ်ပါရဲ့ရှင်သူ့ထည်ပုံစံလေးကကြတော့ပြပြပုံစံလေးနဲ့ရှိရလဲရှိစရာပဲချိုးလေးပါရဲ့ခါနာတုံးလေးရလဲဇာနာတုံးလေးနဲ့တကယ်ရှိစရာကောင်းတဲ့ထည်လေးပါရှင်